ဒီဘက်ပြီးလို့ရှိရင်ဦးဆွေတင်းနဲ့ကျွန်တော်တို့ဗာပြီလေဟိုဖြစ်တယ်လေဦးပြောင်းတင်းနဲ့နော်ဦးပြောင်းတင်းနဲ့ဦးဆွေတင်းကတော့ကြီးကောင်းမယ်ဗျာနော်ချက်လေ3 3ပြည့်လေကို900ကျော်900ပြည့်ကမှာဟာပြန်ဝဲလေကိုပြန်ဝဲစီစီကနေကိုလာကိုစနေရှင်းနေတို့ပြောတောင်းရောက်ကိုစဲရောက်တယ်စဖဲ့နေကြတော့ဟောဒါလေကောင်းနေမှာနော်ကျောင်းသားပွဲမှာဟုတ်တယ်လို့အတူတူပဲကိုစနေပြတိုင်းဘာကြီးဘာကြီးဒီလိုကလည်းခါနာတယ်ဘာသာပြန်ပါကွာလေဟုတ်ကဲ့ဟောအဲ့တော့မင်းရဘုရားမော်ရဒီကတော့ခါစီဆွဲလိုက်ပြီလားဟာလေဟယ်လိုဟယ်လိုခါစီဆွဲလိုက်ပြီလားအကောင်းတယ်ကောင်း15 Pro Black လေးမကောင်းဘောပဲခံဦးမခံဘူးဘာလို့မခံမခံဘူးတော့ဗါလေဟာငါတို့ခံမလားမသိခုနကတော့90နဲ့95ပဲကျန်အခုပြောတာ3ဝက်ရှိသေးလေဟုတ်ဗျာဟိုးHello, hello, testing 1 2 3 hello. Hello, my chair 1 2 hello. Hello, hello. Hello. ကြာတော်ရဟိုခိုင်လို့ရပြီကဲဒီတော့မရအောင်ကြတော့ကဲအခုပြည်ရတော့ဆရာလေးရဲ့ပွဲလို့လူတိုင်းစောင့်မြင်နေတဲ့ဒါဆက်ပြောလို့မဟုတ်ကြနော်ပြန်ပွဲအတင်းတည်းပဲဖြစ်ပါလိမ့်မယ်နော်ဆရာလေးနဲ့ရှင်ပြန်ကစားမယ်အတင်းအောင်တော့ဒါဒီဘက်ကဘာကျော်အတင်းပဲဖြစ်ပါလိမ့်မယ်နော်ကိုချင်းကြီးပြောတော့ဗျာကြီးကကြားကောင်းပေါ်မှာချစ်ပါကြမှာနော်ဟုတ်တယ်လို့မလိုက်သားလေးကျွန်တော်အဲ့လိုပဲတွေးထားတာပါနော်အားပေးလက်ပါတဲ့မြို့နယ်ကျေးဇူးတချို့ပဲတင်ပါလိမ့်မယ်နော်တဲ့နောက်လည်းပြန်ပွဲဝင်မဲ့ဆရာလေးတင်းဘက်ကတော့ဒါចောင်းတိုက်ရဲ့ဒီဘက်ကဆရာလေးရဲ့ဒီဘက်ကဒီဆိုးတို့ဘက်ကကစားမဲ့အနေထားမျိုးပါနော်အဲ့ဆရာလေးကတင်မှာဒီဘက်ကဟိုရှိနေတယ်ခြေမကြီးတဲ့ကိုချုံတို့ရှိနေတယ်နော်တစ်ဖက်ကကမာကျော်တင်းရတယ် ready တဲ့ဒါပေမဲ့ကျွန်တော်နမမသိတာတောင်းပေးပါလေဗျာညီကိုနော်ဟိုနေ့ကသူကစပွဲမှာကစားလိုက်တယ်ထင်တယ်ကစားလိုက်ရင်နိုင်ဝဲ
အဲ့ဒီတဲ့ဒုံးမမကြတဲ့ဘုလို့ကြီးပြီးတော့ပါတော့မဟုတ်ဘူးလေအခုလေးလိုက်လိုက်အခုလေး ဆရာလေးပွဲကလာပြီနော် တော့ကြာသွားတင်းတင်းကြာသွားတာလေအဲ့ဒါကိုပြောတာလေဒါလေးပြောတော့ဘာလို့စိတ်ဆိုးတာလဲအလကားပေးချင်လို့လားပေးလိုက်လေဘိုးဝယ်တယ်သူပြောနေကွာနော်မချစ် ဆရာလေးတို့အတင်းက တယ်ပြောလိုက်အောင်ပါ တပါသားပဲပြောမလားပြောလို့မရဘူးလေကစားပွဲဆိုတော့ကဲဒီပွဲတော့တာပါလေဗျဒီပွဲနော် သာပါဦးအဲ့ဒါလည်းမင်းရတယ်ဘက်ကဘသူလေးပါဘက်ကချက်တန်းလေဘဲဦးလေစားကလေးလေနော်ကိုပြေ ကဲဆရာလေးပွဲစီလေးတွေဒါညီကိုတို့လည်း line share လက်မလေးအသေးလေးဟာပေးပါဗျနော် ရောက်လာကြပြီ ဒီကိုကြီးဒီပွဲစီပြီးတော့ဒါကျွန်တော်တို့နောက်ထပ်ပြိုင်ပွဲ3ပွဲရှိအောင်ဗျနော်အဲ3ပွဲပြီးတော့ဒါကျွန်တော်တို့ညနေလောက်မှာဆက်ပွဲကောင်းလေးရှိမယ်ဗျအပြီးဂျွန်စောနဲ့ဒီဘက်ကရာသာကြီးနဲ့ဟိုဘက်ကဗျိုင်းနဲ့တော့တရားဗျိုင်းနဲ့မနေ့ကပွဲတွေ6ပွဲပွဲအပွဲပြန်တည်ထားပြီပြောနေကြနော်ပြန်ဆက်ထားတယ်ပြောနေကြနော်ရှိတော့လားကျွန်တော်တို့ပွဲတော့မရှိအောင်လို့ဒီတော့ ပြေးပြရည်ဒီလေးပြနော် ကဲဆရာလေးကတော့ဘာပြောဒါတပွဲမှမကစားရသေးဘူးဗျနော်အခုမှပွဲထွက်ကစားမှာပါဗျနော် တော့ဝေးနေတယ် ကဲမိုက်ခရိုဖုန်းလေးပါတော့ညီတို့ရေဒါခါနာတော့အေးအေးထိုင်ပြီးတော့လိုက်လို့နေရတယ်ဗျနော်ဒါနဲ့ညီတို့ခဏတော့ကျွန်တော်ဟာကိုကျိတ်ကိုပတ်စံသွားပေးလိုက်ဦးဗျ ဟုတ်ကဲ့တာကြီးရတယ်လို့တော့ကောင်းတယ် ခုနကိုကျိတ်တို့မှရှိတယ်မလားပေါင်းခဲ့ကိုကျိတ်တို့ကိုကျိတ်တို့မရောက်ဘူး ဒီကားကိုမရောက်ဘူးခုနကမရှိဘူး ကျေးဇူးပါဆောက်ပွဲကြည့်တယ်ဒီလိုဆောက်ပွဲလည်းကြည့် လိုးလိုက်လား လို့တော့မလို့သေးပါ အေးကျန်အင်းကြီးရပြီလေနော်ဆရာလေးတို့အသေး ခုနလေးဒီမဲ့ကိုကျိတ်ကလာလို့တွေ့တယ်ခုနကထိုင်တယ်ကျွန်တော်မဟုတ်ကိုဟာပေးရတဲ့ပတ်စံတဲ့ပေးဘူး ဟောပြေတော့ပေးတယ်လေဟုတ်တော့ပေးပါ အေးဆက်ပေးလိုက်အောင်မနေ့ကလည်းပြီးမယ်လို့ပြောတာသူတို့ခုနရှိသေးတယ် ကိုကြီးကအကောင်ဟိုပြီးတယ်လို့နဲ့ပခါရထိုင်ကြောက်တယ် ကဲဆရာလေးတို့သိလိုက်တာမင်းသားကြီးရဲ့ကောင်းမှုနဲ့အင်ကြီးတော့ရပြီဗျနော် ဟာတော့အဲ့ဘာလဲအော်ဒီမှာကိုချင်းကမှာသူတို့မနေ့ကသိခလာတဲ့သိလေကိုက ဟုတ်တယ်ခုနလေးတွေ့ပြီးတော့အခုပြောက်သွားလို့ ကျန်လာခဲ့မဲ့တဲ့မှာကိုချင်း ဟောပြောပြော အဲ့ဒါတော်ပေးဆိုင်မှာကြောက်တယ်ဒါပြောရလာတော့က ဒီ
ဘယ်လောက်လဲနည်းနည်းဒီ မနက်တိတစ်ခါမှာ ဟုတ် မနက်ဖိတ်ခဲ့ပြရမယ် 30လောက် ဟုတ်ပြီးပြီနော် ဟုတ်ကိုရတာလာဖို့ပေးရမယ် အော်လာဖို့လေနော်ဟုတ် ဟုတ်မဲ အော်ဒီမှာဟုတ်တယ် sorry ကိုကြီးဟုတ် အဲ့ ရှုံးထွက်အဆင်မသေးပြန်နော်ညီကိုတို့ဒါအခုလောဆယ်တော့ အေးလေဒါဘူး ဒါအုပ်စုတွင်းပဲရှိပါသေးပြန်နော်ဆရာလေးတို့တင်းရတော့တင်းနိုင်ထားတယ်ပြန်နော် ဟုတ်တယ်ကိုကရုံးရောက်နေတယ်ဗျာနော်မင်းသားလေးကိုမေးမေးပါအောင် ဆရာလေးတို့ပထမပွဲစဉ်အနိုင်ရထားပါတယ်ဗျာညီကိုတို့နော် မင်းသားလေးကခကြီးပါတာကိုလုံးလေးဒါရှုပ်သွားတာဟုတ်မင်းသားလေးက ကဲညီတို့အခုခါဆက်လို့ရပြီဗျာနော်ဘာပဲပြောဒီမိုက်ခရိုဖုန်းလေးနဲ့ဆိုတော့မစိုးဘူးဗျာနော်မင်္ဂလာပါရင်းမင်းဦးရေအောက်မှာထိုင်ပြီးတော့လိုက်လွှင့်ပေးမယ်ဗျာနော်ညီကိုတို့ကလည်းလိုက် share လက်မှတ်လေးအသေးလေးတွေလုပ်ပေးကြအောင်ဗျာနော်ဒါပြိုင်ပွဲပါ ဒီဘာပြောမှာတော့အဲ့ဒီရပြီလေပြောတော့အဲ့ဒါလည်းတရားလူတွေအဲ့ဒီလုပ်ကြလိုက်တာကိုလည်းခဏလေးပါပြည့်ချင်တယ်အဲ့ဒါဒီကျပါလေ အင်းကြီးကလမ်းလွှားကြီးတယ်ကွာဆရာလေးတို့သိရတော့နော် ရှင်းပါလားဟောရကိုရမဟုတ်ဘူးဗျာဥပဆိုရေဒါမင်းသားလေးကမကြည့်ရလို့သူ့အနေနဲ့ဒါဆရာလေးတို့အသေးကိုပေးလိုက်တာပါနော်လက်ဆောင်ပေးလိုက်တာ3တယ် တော့အရင်ဟုတ်တယ်ကိုရချောင်းတော့ဒီနဲ့ပဲကစားကြလူငယ်သေးတွေအားပေးလိုက်မယ်အေးဗျာကိုစင်ကိုတော့အားပေးပါဗျာနော်တိုင်ကူဒီကတော့ခေါ်ပြီးတော့လောဆယ်တိုင်ပွဲစီမီစီကလေးပြောပြပေးနေပြီဗျာနော်ခေါင်းပဲလန့်ပြီဗျာနော် ပါချလာတယ် မထိုင်တော်တော်လေး ဒါဒါရဟိုတို့ပိုက်ခင်လာလိမ့်မယ်ခင်အဲ့ဒီလာလိမ့်မယ်ပတ်ကြဒါမှလာကျွန်တော်တို့လည်းငန်းနေတော့ဘူးကအဲ့အကုန်ကြလာချတယ်ဟုတ်တယ်ပါ ဟုတ်ညီလေးကျေးဇူးကောစားရပြီရော ဘာဘူးလဲ ချေမကြီးသေးစား ဒီက အဲ့ဒီမှာချိတ်ထားလို့ရတယ်လေမောင်စားလာစားအော် ဒါသားလေးကရေးနေလိုက်ပြီအခုမှအင်းရလို့ခါရဆရာလေးတင်းနေကြီးနေတယ်မရရတော့သူမဖက်ဘူးအင်းရမှာ ကဲပြန်ပွဲစပါပြီနော် ကဲပွဲစပါပြီအင်းကြီးရလမ်းတယ်ဟုတ်တယ်ဟန်လက်ပါ ကျောင်းဆိုင်ကောင်းအမှတ်ပေးလိုက်ရပြီနော် ကျောင်းသားကတော့ service တစ်လုံးပေါက်သွားခဲ့ပြီဗျာနော် ဝမ်းလက်ပါ ကတော့ဝမ်းလိုက်နဲ့ ရှိပါတယ်ဗျာနော် ကျောင်းဆိုင်ကန်နဲ့ ဟိုဆင်ထွက်တယ် ဝမ်းပါ လက်ဝမ်းပါ ဟောပါဆရာလေးတို့ service ပြန်ရထားခဲ့ပါတယ်ဒီမကြီးအရင်လာဟုတ်ခဲ့ပါဗျာနော်မင်္ဂလာပါ personal fan ရေဒီဘောမင်းလည်းပြောတယ်ပြေကုန်တော့ပါအဖေရွှေညောင်မကကြီးနဲ့ ဆရာလေးစားပေးဖိုက်တူးနေပြီအော်စမ်းတာပါနော်ဆရာလေးစားပေးထိုးမယ်ပြန်နော်လက်ဝမ်းပါ ဆရာလေးဆိုရဲထိုးမယ်ဗျာနော်ဟောတော့လေ
ရုပ်တယ်လို့နဲ့ပေါ်ရလို့နဲ့လား စာပေချင်း1လက်ပါ ကဲမကတော့1 ကမကတော့1လက်ပါဗျာဟုတ်ကဲ့ပါဗျာနော်အမြဲထိုင်ဘေးနာသူရတိုင်းအားပေးနေတာကိုကျေးဇူးပါ တောင်းတိုင်း ဟောပါတယ်ဒီလို တောင်းတိုင်းအင်းကြီးအစ်စ်နဲ့လမ်းနေပြဟုတ်တယ်ဗျနော် ခုနကတော့ကျွန်တော်အဲ့ဒါကျွန်တော်မသိဘူးဗျာနော်သင်္ကန်းနဲ့အားပေးနေပါဟုတ်ကဲ့ပါကွာကျွန်တော်ဒါလေးကျေးဇူးပါ အဲစာပေစာပေချင်း နော် 1လက်ပါပဲညူနော် ဟုတ်ကဲ့ဒီရရောဟောရိုင်းလို့နိုင်ပါ ဆရာလေးဆယ်တယ် ကဲကောင်းတာ မားတယ်တောင်းတိုင်းခရိုကန်နဲ့မိတယ်ဗျ ဗျာ အားလုံးကဲ တောင်းတိုင်းခရိုတို့သူရမ်းထင်ကြီးပြီးတော့ပြီးသွားပြီထင်တာဗျနော်ပြန်လာတယ်ဗျချင်းလုံးကနော် ပူဇာဟာလာတော့ 2လက်ပါ ဟုတ်ပါနာတော့ မိပြန်ပြီဟုတ်ပါမလားဗျာဟာကိုတော့အလုံးလုံးချေရောပြည့်နေပြီလို့3လက်ပါ ကဲဒီနေ့လည်းတော့ ထိုင်တော့ထိုင်တော့ကို ကောင်းပါပြီနော် ကဲ3လက်ဖြစ်သွားပြီလို့ ကဘာကျော်ပိုက်ကျော်ရှင်အတင်းကတော့ကျောင်းဆရာတော်အတင်းကိုတော့3ရက်တာနဲ့ဥဆောင်နေပါတယ်သာပေါက်ပြန်ပြီ ကြားတယ်ဗျာနော်4လက်ပါ လူသားလည်းပဲလူသားလည်းပဲ ကဲကဘာကြော်သေးကျောင်းသားဆရာလေးမလည်းကဲတယ်မိတယ်ဟုတ်ပါမလားဗျာကျောင်းသားစိတ်ရကြတော့ပြီနော် ညရတာ နင်းနေ 5လက်ဖြစ်သွားပြီနော် ကိုတို့ရှိတယ်ကိုတို့ တော့ဖိုင်လက်ဖြစ်သွားပါပြီနော်ဘာကြောင့်ပိုက်ကျော်ရှင်အတင်းကတော့ဆရာလေးကိုတော့9ရက်တာနဲ့ဥဆောင်နေပါပြီဗျ ဟုတ်ပါတယ်သူသားတို့လေ ဆရာလေးမလည်း အောင်ပါလေ ကျောင်းသားကန်ချင်းကိုတဖုတ်ဖုတ်ဆင့်နေမှာနော် ဒီမှာကတော့ left 5ပါ အောင်းနဲ့ချောင်းပါ အောင်ပါလေ စာပေချင်း5လက်ပါ တော့5လက်ပါ ဟုတ်တယ်လို့နော် အဲဆရာလေးတို့သမတ်မမရသေးပြီနော်ဆရာလေးပဲတလုံးဆယ်ရတဲ့ကျောင်းသားပါသွားပြီစာပေချင်း left 5ပါ ပါ အောင်းမလေးရတာဘာလို့လဲ ဖိုက်သူလေးပဲနော် ဒီမှာကတော့ဖိုင်လက်ပါဗျာနော် ဖိုက်လက်ပါ ဘောလာမှာပေါ့လူတွေလူတွေ ပွားပြန်ပြီအောင်ပါလေ ဆင်းလက်ပါကဲဘယ်လိုလုပ်မလဲဘာဖြစ်မလဲ တော့အားတော့နော် အဲကိုယူထိုင်တော်တဲ့ ဘာရှိဖို့မလို့ဈာရှိဖို့ ဖိုက်တော့ ဟုတ်လားဘယ်ကြောက်လို့ဘလို့ခံစား တောင်းပါ ဟောပါလေ လက်စစ်ပါလောကသူ့မှာတိတ်ရှာမယ်ဗျာနော် လက်စစ်ပါ 对。 ဆယ်လေးစာပေ ကဲ no 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 1 6ပြတာဥကွယ်ဝိုင်းပြန်နော် လက်စစ်ပါဗျာနော် ဥကွယ်ဝါပါပြီ အပိနေပါဟုတ်ကဲ့ပါနော်ဒါလေးဒီမရပါရဲ့ဆရာလေးပါ ဟုတ်တယ်အခုပဲရတယ်ကောင်းလို့လေဗျာနော်ကမာကျော်လည်းရှယ်ကြီးတယ်နော် ဒီမှာကတော့စစ်ဝမ်းပါ စေဝန်ဖြစ်သွားပြီဗျာနော် ကျောင်းလည်းထိုင်းနေလို့ပြန်လို့လေပြ။ဘာလို့ဒီမှာဘယ်နဲ့တိုင်း ကြည့်ပါတောင်းလိုက်တယ်ဒီကျွန်တော်လည်းပုံမှန် ညာလေးမားလိုက်ပြီခတိုးပိုက်တိုးလေဗျာ 1ပါ ခတိုးဆိုတာပိုက်တိုးတော့ပြောတာဗျာနော် 7-1ဖြစ်သွားခဲ့ပါပြီ ဆမ်မ1လေဗျာနော်ဟုတ်ပါမလား ဒီထောက်ပါ တော့ခေါ်ပါလား မားလိုက်ပြီကန်းနဲ့ကျောင်းဆိုင်ခွဲချင်း တက်တာလေလား ဒီမှာကတော့1-7ပါဗျာ ကဲဆရာလေးတို့အတင်းကတော့အင်းကြီးအစ်စ်ဖိအားရောက်နေရဗျာနော်သူတို့စီပါ ကဲကျိုးစောစားပြီးလာပြီဗျာနော်17ပါ
ကဲကျွန်တော်စာပေ 7ပြစ်သွားခဲ့ပါပြီ ဦးစပမ 7ဘက်မှာ ဟုတ်မယ်တဲ့ဟုတ်ကဲ့ပါနော်ထွက်ရသေးပါဦးဗျာနော်ကျွန်တော်တို့အရှိမတပွဲနိုင်တာပါတယ် ဦးစပဖြစ်သွားပြန်ညီဦးနော်မာလာတယ်ပိုက်တိုးပြန်ပြီလို့ 7 37ဖြစ်သွားပြီပြန်နော် သူ့မနဲ့ပေးရမှာမဟုတ်ဗျကို့အမနဲ့ပဲအမနဲ့ပေးနေရတယ်ဗျနော်မင်္ဂလာပါခင်ဗျာပိုက်တော်ချင်းချစ်သူများရေ နော်ဟောပါဒီတော့ထုတ်ခတ်နေလို့နော် စပီချေ73ပါ ဒီကတော့7-3ပါဗျ မမစားကြကိုမရှိဘူးမကြီးစီပဲစား နည်းလေးဟိုပြီ ကို ဟောဒီလို ကားမောင်းရင်တော့အိမ်မငိုက်တော့တယ်ဆရာလေးမာလာပြီကျောင်းတိုင်း အောင်းပါတယ် ပြေဖို့ပါလေလေ စပီချေ37ပါကဲဟိုဘက်ကမနိုင်ဘူးဗျနော်ရမန်ရန်ခါပဲနိုင်တာပါနော် ဘယ်နိုင်လဲဒီဘက်လည်းမနိုင် ဒါပါသောခံပွဲပါနော်ကျောင်းတိုင်း အောင်းပါတယ် ဟာကျောင်းတိုင်း ကြောတင်းနေပါသူတို့ပါ ကျောင်းတိုင်းနဲ့ဆရာကြီးကတော့ ကို7အားမင်္ဂလာပါဗျာနော်ကိုဖုန်းနေနိုင် ကဲမကတော့47မှာ တိုက်ဖို့မလွယ်ဘူးဗျာနော်ခိုင်းနိုင်ပါဗျာနော် ကဲကျိုးစားပြီးတော့ပေါက်သွားပြီနော်47မှာ 57မှာ 57နဲ့ပြန်နော် 7ပြစ်သွားပါပြီဒါလေးတို့ဖိုက်ဆိုတဲ့မဲ့ကိုရိုက်သွားခဲ့ပြန်ပြီဗျာ 57မှာမာရတဲ့တန်နဲ့အဝေပဲတမန်ရမယ်ခွင့်ရေးနိုင်ပြီကျောင်းသားရဲ့ဘငင်တော့ဒါနိုင်ဖို့တော့မလွယ်ဘူးဗျ ကမကတော့7ပြစ်သွားပါပြီ 67ဆိုပြီးတော့ရမယ်တမန်ပဲကွာမှုရှိပါလိမ့်မယ်နော်ဟုတ်တယ်ဗျဦးစီကြီးရေနော်ဆက်ပွဲပါခင်ဗျာဒီအခုပြိုင်ပွဲအသင်း၄သင်းကစားမယ်ဗျာနော်၄သင်းကစားပြီးပြီဆိုရင်တော့ဒါကျွန်တော်တို့ဆက်ပွဲတွေလာမယ်ဗျာနော် 7ပါဗျာနော် အခုကပြိုင်ပွဲပါခင်ဗျာဒါပြိုင်ပွဲဒုတိယ ဘာကြောပိုက်တော့ချစ် ဒါနေ့လေပထမဆုံးအသင်းပါဗျာနော်ပြီးပါတယ်အော်ကြားတယ်အိတ်စစ်တဲ့ ကတော့8ပါဗျာ အဲ့တော့ကောင်းတယ်ပြောလို့မရဘူး အိတ်စစ်ပါ 8ပါဗျာနော် အဲဒီဘက်ကဘာကြော်သေးကစိုက်ချင်းသွားပြီဗျာနော်ဟုတ်ကဲ့ပါခင်ဗျာကိုမီကတော့ကြောက်ပြီးမှလှုပ်ခွင့်မရှိတဲ့ချင်းမွေးတွေလိုက်လွှင့်နေတဲ့ ဘဝနဲ့ကြည့်ရတာတော့ကခဏခါကြာ မသိဘူးတော့ဖမ်းမလို့ဘူးကိုဒီကတော့မိုဘိုင်းဘက်ကင်းအောင်မရှိဘူးကို ဟုတ်တယ်ကိုချိုးမှာပါနော်ကောင်းစားဒီလှပါတယ် ဆိုတော့အဲ့အင်းကြီးကဝိတ်ပြီနေတာသူတို့ကဒီပွဲပြီးတော့နောက်ထပ်ပြိုင်ပွဲ၃ပွဲကျန်ဝင်ပြန်နော်ဥပြောင်းအသင်းရှိမယ်ပြန်နော်အဖို့ဘယ်လေးတို့အသင်းရှိမယ်ပြန်ပြီးတော့နောက်နှစ်သင်းထက်ရှိဝင်ပြန်နော်အပွဲစဉ်ပြီးတော့ဒါကျွန်တော်တို့ခြေပွဲတွေပြန်လာပြီပြန်နော်တောင်းတိုက်ကံပြီ ဟုတ်ကဲ့ စမီချေ မင်္ဂလာပါကိုတွင်ဖို့ရေဟုတ်တယ်ဟုတ်ကဲ့ပါဦးစိတ်ကြီးရတော့ကဲနေပြီအမလေးလို့ဝီမီတော့ဒါကင်မရာလွှင့်သွားတာကိစ္စမရှိဘူးနော် မင်းရဲ့ကိုကြီးရလဲမပါဘူးဗျာနော် စမီချေတောင်းတိုင်းကန်နေ ရာချီကိုတော့လိုပြီ စိတ်လားစိတ်တယ်ပြန်နော် သားပြန်ခွဲတော့ပြီးသွားပြီဗျာနော်ចောင်းသားတို့နိုင်သွားပါတယ် ကျစောစားပေးထိုးပြီပြန်နော်ပါရတယ်ကောင်းနေပေါင်းလိုက်တဲ့ဖွားပြန်နော်စမီချေ ကမကတော့8ပါဗျာ အဲ့စစ်တယ်ပြန်နော်
ကောင်းပါတယ်စစ်အိပ်ပါ ခွေချင်းစိတ်အိပ်ပါညီတို့ရေအဲ့ဒီများတယ်ဗျာနော် အဲ့ဒါလည်း ကျောင်းသားတော့ဘ누구ပေါက်ဝင်ပေါက်ဝင်နေမသိဘူးဗျာနော် ကြားလည်းမနိုင်နဲ့ပါပြီတယ်ဆိုတာပဲ ကောင်းတယ်ဗျာဒီဘက်ကဘာကျော်အသင်းဖိုက်တာလည်းကောင်းနေဗျာနော် ဒီမှာကတော့အိတ်စစ်ပါဗျ အိတ်စစ်ပါ မဒက်ခံတယ် ဒီနေ့တော့မရ ဟာလူမယ်ဗျာ ဘူးအိတ်ပါ စိတ်အိပ်ပါစိတ်အိပ်ပါ ကောင်းလိုက်တယ်နော်တဲ့ဒီကကကြီးကိုထွက်ရမှာမသိပါဘူးဗျာနော် ပါဝိုင်းပြီတမရမယ်ခွေကြီးခရု ကောင်းပါတယ် ကောင်းတယ်ဗျာကျောင်းသား 7 8ပါ ဒီမှာကတော့7အိတ်ပါဗျာနော် ကဲမကတော့7 8ဖြစ်နေပြီနော် ကိုရဲကျော်အဲ့ဒါဘယ်လိုပြောတာလဲကျွန်တော်မပြောပါဘူးဗျာနော် မလာပြုတ်ဘူးကိုရင်းအောင်ရေနော်စပချင်း8 7ပါ အဲ့ဘက်မှာ ပါဗျာ ကိုယ်ပါစားလာတယ်ဒီဘက်ကတော့ပါစားပုံစံကတ်နေတာပေါ့နော် ဟုတ်တယ်ပါစားပုံစံဖြစ်နေ ဒီလေကြောက်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  ကမ်မီလို့လေဗျာနော် ကဲမကတော့7 8ပါ 7 8ပါ ကိုရဲခုကဟောပါဘူးနော်ဒါကတော့အုပ်စုပွဲပါကောင်းပါတယ် ကောင်းတယ်ဗျာပိုက်တာလေးရနော် 8 7ပါဆရာလေးပဲဝေးပြီ9 7ပါ ဗျာနော်နိုင်7ဟော 9 7ပါ 97ပါအဲ့ဒါ7 9ပါ ဒီရောမိတယ်ဗျာဒါပေမဲ့စင်သွားတယ်နော် 7နိုင်ပါဗျာ 7 9ပါနော် ဟောကျွန်တော်ဒီဘက် ဆရာလေးတို့ ဝယ်ရကြည့်လို့ နံပါတ်နှိမ့်နေတယ်နော် ဘောပါနော် ဟဲ့သူသောစာပေတော့ပေါက်ပြန်ပြီ8 9ပါ တွေ့ရပါတယ်နော် အဲ့ဒီကူလည်းငါက ရန်ပြင်းဒါရတယ် 8 9ဖြစ်သွားကြညီကိုနော် ပြပါဦးဗျာနော် အားနေတော့ဟုတ်ဒါမှလည်းလာပြနေတာပေါ့နော် 9 8ပါ ဒီမှာကတော့9အိတ်ပါဗျာနော်ကောင်းတဲ့တော့ကဘေးကြီးစောင့်နေတာလေသူကဟာကိုကဆွဲကျင်လို့ရတယ်လေ ဒီပါ นี่เลย ပါဝါရပြီ ဒါထုတ်ရတယ် တော့အောင်ပါတယ် ပါတယ်သူတော့ ကျေစိုးတင်းလိုက်ပြီနော်ကျေစိုးတင်းလိုက်ပြီနော် ခါရမိမကြောက် 8 9ပါ နေတာရကိုမနဲ့ရေးမနေဘူး ကိုကကိုဖုန်းလေးပြောတယ် ပြောကြမလို့ငါပြောတယ်ပြော ကောင်းတယ်ဗျာဘွားသမောက်နော်9 8ပါ ဒီမှာကတော့9အိတ်ပါဗျာ ကဲမက9 8ပါ ကောင်းတယ်ဗျာ8 9ပါ 9ပါ အိတ်9ပါတော့ဆရာတို့စားပြပါဗျာ ဟုတ်ကဲ့ပါဆိုလိုလုံးရေနော်ဒါလေး 9 8ပါပဲ ပြောစေမရဘူးနော်9 8ပါ အဲ့ကောင်လည်း ဟုတ်တယ်အရောက်ဒီမင်းဝင်အဲ့လိုပဲတတ်မှတ်ပြီနော် နောက်တိုင်းခရု လိုကန်တယ်တောင်းတိုင်း
နိုင်မှာလူရှောင်းလာတဲ့အဲ့ကြောင့်ဆရာကိုချစ်ဘာလို့ အဲ့နိုင်ပါ ဖြစ်လောက်ဖြစ်ရနော် ဟဲ့ဘာကွက်လဲလို့ဘာကွက်လဲလို့နိုင်အောဖြစ်သွားပြီနော် ကဲမှာတော့ နိုင်အောင်ပါဗျာ ကြောက်လဲလို့စေတယ်လုံးတမက်ရသွားပြီနော်နိုင်အောပါပဲ နိုင်အောင်ပါပဲ အဲ့ဘယ်လိုမခေါ်ကြပြီနော်ဒီနေ့လည်းကောင်းတယ်ကောင်းတယ်ဗျာစားပေးလေနော်ပါသွားပြီလက်နိုင်မှာ ကျမကတော့တန်းနိုင်ပါဗျာတကယ်တော့ဘယ်လိုမရှိရဘူးရှိပါတယ် လက်နိုင်ဖြစ်သွားပြီညီကိုတွေနော် ဟောပါ အဲ့လေကြောင်းတိုင်း တက်မှာ ခဏကတော့နိုင်တန်းပါဗျာ နိုင်လက်ပါနကဘာကြောင့်ဒီလေကောင်းနေပြန်နော် တန်းနိုင်ပါ ဆရာလေး နောက်တိုင်းခရိုး ကိုကနေ ပြန်ဖို့မှာ နိုင်လက်ပါ နိုင်လက်ပါကျွန်တော်စားပေး ကဲ ပါသွားပြီဆရာလေးရစောပဲ အော်ပါ လက်အောဖြစ်သွားပြီညီကိုတွေနော်ဆယ်မဲ့ဆက်မဲ့ပါညီကိုတွေတပွဲပဲကစားမှာဗျာနော် တန်းအောင်ပါဗျာ ပါစားပွဲလားဟဲ့မဟုတ်ဘူးဗျာနော်အဖိုက်နိုင်ပွဲပါနော်အဲတို့ကပါစားလို့ကစားနေပါနော်ကျွန်တော် MMA မှာရှိနေဗျာနော်ဒီကိ MMA နံပါတ်တက်တာပါဆိုမျိုးဒါပေမဲ့နံပါတ်မတက်ဘဲနဲ့ဒါဘာလို့ဆိုတော့ ground game နဲ့မသွားဘဲနဲ့ဒါတကယ် stand နဲ့ကစ်တယ်လို့မျိုးပေါ့နော် ပြီးတော့နိုင်လိုက်ပါ မာလိုက်ပြီကျန်တော့ကျန်တယ်1လက်ပါကဲဆရာလေးကိုတမက်တော့တာဝိုင်းပြီနော် ရင်းများအောင်ရော ဘက်ကတော့တန်းပါဗျာနော်ဘက်ကအတန်းရှင်းလို့ပြရမှာနိုင်လို့ဟုတ်ကဲ့ပါလို့ပြောလေးနော် ကဲလေးလေးကဲတမက်ထပ်ပေးလိုက်ရပြန်ပြီဂျိုစကောစာပေး12လက်ဖြစ်သွားပြီနော်စနမဆယ်မဲ့ဖြစ်သွားပြီနော်ဂျိုစစာပေးစတိုက်လက်လုပ်နေပြီနော်လန်ထိုးတယ်ဝေးသွားတယ်ဗျာဆယ်မဲ့12မဲ့ပါ ဘက်ကတော့တန်းတွဲပါဗျာ တိုင်းမခေါ်လိုက်ပြီနော် တို့မသားဆုံးနေရလားတဲ့ကြည့်ဖို့ကောင်းကြည့်တော့တိတ်တော့မှာ အဲ့တော့နော်ကြီးတွေများနေနော်အဲ့တော့နော် အစင်းကြီး ဟာဟာတာတယောက်ကတော့ဘုန်းကြီးတွေ ကဲတင်လိုက်ပြန်နော် ဟိုင်းအခု နတူပါဆရာလေးပဲ ညပါတော့ရှင်းအောင်တော့ ကြောင်းလိုက်ပဲ ကနေ နားလား စာပေချင်း ကိုယူသွားမှာမှာ ဒူးလက်ပါ ပြစ်မပြစ်အားပြန်ပြောလို့ ပြောပါဗျာ ဒီတော့စားပြီးလက်စိမ့်နေတာတိုင်းမှာပွဲ ကျိုးစာပေ တိုင်းမှာတဲ့ဝဲနည်းနည်းလေးကက်လာတယ်လို့ ဟာဆရာလေးကဟုတ်ပါမလားဒါထိုင်တော့ထိုင်ပြီအမလေး ဟောကျောင်းကိုရှင်လေးဖန်ဝဘိုးတော်ဘက်ကနည်းနည်းဥတီလာတယ်နော်ပြဖို့ရခိုင်တော့နည်းလေးများလာပြီ လုတ်ပြန်ပြီလို့အဖက်သွားလာခက်တယ်လို့ အေးအဖန်အမုတ်လေးတို့ကလည်းဖန်ဝဘိုးတော်ကမှပဲပြဖို့လာအောင်တော်တော်လေးများနေပြီ ဟောကောင်းပြီပြီအဖိုးဝင်းဖြစ်ဖို့များသွားပြီ
ကိုယ်ကမှ အဲ့လိုလေကျင်တာများတယ်အဲ့လိုကျင်တာ ကိုထူးလေးစော်နေပြန်နော်စော်ခံကြရတယ်နော် ဒါဖိုးကမှ လက်တူးပါ လို့တဲ့တိတ်တောင်းနဲ့တင်ရတယ်ဟောပါတယ် တူးလက်ပါ တန်းတွဲပါတွဲတန်းပါဗျာနော် ကဲမကတော့ တွဲတန်းဆိုရမယ်နဲ့ဂျုံစိုးကနမတန်နဲ့ဦးဆောင်ပါဗျာနော် ဟုတ်တယ်ဦးစောပြောရင်နော်အဲ့လိုပဲပြောလိုက်ပဲနော် ကျောင်းဟာဒီမှာ တော့မကောင်း ဇိုစာပေ တော့မလို့ပုံကားတော့ချက်ယူသွားတာ ကောင်းပါလေဗျာဖိုက်တာလေးကနော် ဒါရှင်းတယ်မှာကျောင်းလေရန်သူစားပြီ လက် ဟုတ်စီရ တူးပါ လေကျောင်းလာကျောင်းတော့ကောင်းတော့ ကိုဒီတော့ ဟုတ်ပါဘူးဗျာနော် ဂျာလေး ဆရာလေးကောင်းလိုက်တယ်ဗျာ တို့ပိုက်တယ် ဆရာလေးကောင်းမှကျောင်းလိုက်တော့ပိုက်လေးကိုကန်ထည့်ပြနေပြီနော် ကပ္ပမှုကိုပြ 1 2ပါ ပိုက်တူကြတာဒီတဲ့အတွက်တော့အလဲပဲတွဲဖြစ်သွားပါပြီ 1 2ပါ ရပါဟုတ်လားဟုတ်ဟုတ်ပါဘူးကကြံတဘွားမှာပါလာပါသားမဟုတ်ဗျာနော်ကြွားပြန်ပြီရှိပဲ ပြီးတော်ပြီလေမမိုက်ဘူးဖြစ်သွားတယ် ဟုတ်တယ်လေပရိုမတက်ဆိုတော့ပရိုမတက်ဆိုလည်းပဲပါဗျာ ဟုတ်လားတူးမလား အောက်ပါတယ်ကြားလိုက်တာမမခဲ့ပါဗျာနော်မတော်ဆရာတော်ဝင်မယ်နေ ဟုတ် ဆရာတော်ဘိုးတော်ရကြောကြည့်ပါလေပါလေခင်ဗျာဒါကညီလေးရတော့ကျုံစောချုပ်ကိုတတရပဲဗျာနော်ဟုတ်လားကျမကတော့အလဲပဲဟုတ် အလည်းပဲဟုတ်တယ်ဗျာနော် အာ sorry ပါ ကျမကတော့အလဲပဲဟုတ်ဖြစ်နေပါလေဗျာနော်ဟုတ်ဘယ်တော့တော်မှန်းတော့မသိလိုက်ဘူး အလည်းပဲဟုတ်ပါ ဒါလေဟုတ်ပါလေ ဟုတ်အလဲပါမှာ ဟုတ်အလဲပဲပါ ဟုတ်လည်းမမှာကဲဂျွန်စာပေ ပါပါတယ် ပါသွားပြီတမရမယ်ခွေးကြီးဂျွန်စော ပါပါတယ်ပွိုင်းအလဲ ပွားရင်လည်းပဲဖြစ်သွားပြီဗျာနော် ကျောင်းကတော့ပွိုင်းဆိုရမှာကတော့ရယူပြီးတော့အမေသားလက်မှတ်ဖြစ်တဲ့လေးမဲ့ကတော့ရယူလို့သွားခဲ့ပြန်ပြီနော် ဂျွန်စာပေထပ်ထိုးပြီဗျာနော်နောက်ဆုံးလုံးဖြစ်သွားမလားပါသွားပြန်ပြီ နောက်တိုင်းပဲကျုံစိုး ဂျွန်စောပြီးဆုံးပါဗျာ 15မိနစ်7မိနစ် 15မိနစ်7မိနစ်ဆရာလေးတို့ကတော့အုပ်စုပွဲမှာနှစ်ပွဲဆက်တိုက်အနိုင်ရယူထားတယ်ဗျာနော် အဲဒီကျုံလို့ရတော့ပါနော်အားလုံးကျေးဇူးတင်ပါတယ်ဗျာနော် ဝယ်ရတော့ အေးမရှိတဲ့တင်ကတော့ကိုက်ကြီးကိုတော့အရှိသွားခဲ့ပါပြီဗျာနော်လက်ရှိမှာတော့ဆရာလေးတို့တင်အောင် ညီလေးကြည့်ရှုအားဖြင့်ညီအားလုံးကျေးဇူးထူးထူးပဲတင်ပါတယ်ဗျာနော် နော် အေးကြီးရပြီသူပြောနေသေးတယ်ပြောအေးသူတွေပြောချင်လဲရဲတော့ဝယ်ပေးတာတော့မဟုတ်ဘူး တင်လိုက်ပြီအခုမှအေးရလို့ခက်ရတဲ့အတင်းဆိုဆို အင်းကြီးကြောင့်ရှုံးတော့မလို့ဆရာလေးနည်းနည်းပဲလူတော့တယ် ဘယ်လေးလို့စောင့်မျှော်နေတဲ့ဝါသနာရှင်များဥပုပ်ပဲလေး